မင်္ဂလာပါရှင်ပမာတိုင်းသားပါရာဖင်တင်တင်ဆက်မှုအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါရရှင်ယခုတင်ဆက်ပေးသွားမယ့်တင်အကြောင်းအရာတွေကတော့လမ်းမေးတွေထောင်ထားတော့ဘုံကိုစော့ကစားမိတော့ကလေးငယ်3ဦးရောက်ဘုံကွဲတစ်ဖင်တန်ရပြင်းထန်စွာရရှိတဲ့တဲ့စစ်ကောင်စီတပ်မှလေကြောင်းလက်နက်ကြီးပစ်ခတ်မှုတွေခက်စိတ်စိတ်ပြုတ်လုပ်လာတဲ့တဲ့နဲ့မူဇေမျိုးတွေ73နှစ်အရွယ်ကျောင်းသူတို့ဦးပြန်ပေးဆွဲခံရတဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားပါမယ်ကျွန်မမွန်ကြပါရှင်ကချင်ပြည်နယ်ဝိုင်းမှုမြို့နယ်ဝရန်ကျေးရွာအနီးရှိပြည်သူ့စစ်တပ်ဖွဲ့ကထောင်ထားတဲ့ဘုံကိုဇန်နဝါရီလ10ရက်နေ့ညနေပိုင်း4:30မိနစ်30အချိန်ခန့်တွင်ကလေးငယ်3ဦးတွေ့ရှိကယူကစားရမှာပောက်ကွဲသွားတဲ့ဖြင့်ကလေး3ယောက်ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရပါဗျ။ပြည်သူ့စစ်တပ်ဖွဲ့တွေဝရန်ကျေးရွာအနီးတွင်တပ်စခန်းချထားခြင်းဖြစ်က၎င်းတို့၏တပ်စခန်းအနီးပြည်သူများတွာလာတော့လမ်းဘေးမှာဘုံထောင်ထားခြင်းကြောင့်ကလေးများအမတ်မထင်တွေ့ရှိကစောကစားမိရမှာဘုံပောက်ကွဲခြင်းဖြစ်ကြောင်းဒေသခံများပြောကြားချက်အရသိရှိရပါတယ်ဘုံပွားကွယ်ချင်းကြောင့်ဝေယံကျေးရွာမှာမောင်ခေါစီရှင်နေမှာဘေဘက်လက်ပြတ်သွားပြီးညာဘက်လက်မှာအသားပင်မကတ်တော့လောက်အောင်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီးမောင်အလူဒီရှင်နေမှာခြေထောက်တွေဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့အပြင်မောင်ပြစာရှင်နေမှာလည်းကြောတွေဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရပါတယ်ထို့ရောဘုံပွားကွယ်ချင်းမှာကလေးများကမစော့တင်တဲ့အရာစော့ကစားမိချင်းကြောင့်ဖြစ်တည်ဟုပြည်သူစစ်တပ်ဖွဲ့မှကလေးမိဘများကိုဆွဆွဲပြောဆိုမှုပြုချင်းကြောင့်ကျေးရွာပြည်သူများနဲ့ပြည်သူစစ်တပ်ဖွဲ့တို့အကြအချင်းများခဲ့တာရရှိကြောင်းဒေသခံများတဲ့အရင်းမြစ်များရသိရှိရပါတယ်။အဆိုပါစစ်ကောင်စီတပ်ဖွဲ့တို့ပြီးခဲ့တဲ့နှစ်လောက်ကတည်းကပင်ဝေယံကျေးရွာအနီးမှာကျေးရွာတာဝန်ရှိသူများကိုအသိပေးအကြောင်းကြားခြင်းရှိပဲတပ်စခန်းချနေထိုင်ကဖျက်တမ်းသွားလာတဲ့ပြည်သူတွေကိုစစ်ဆေးတာတွေပြုလုပ်ပြီးကားဆိုင်ကယ်တွေကိုငွေကြေးခောက်ခံကနေထိုင်ကြောင်းသိရပါတယ်ရှင်။ယခုရက်ပိုင်းအတွင်းစစ်ကောင်စီတပ်မှ KIA နေမြေအနီးတစ်ဝိုက်လေကြောင်းပုံကျိတက်ခိုင်မှုမကြာခဏပြုတ်လုကစစ်အင်အားတိုးချဲ့ဖြည့်တင်းမှုတွေလည်းပြုတ်လုပြီးရဟရင်များဖြင့်ရန်တမ်းပုံကျိမှုတွေရှိနေကြောင်းသိရပါတယ်။ KIA အမှတ်9တပ်မဟာအမှတ်26နဲ့တပ်ရင်း31တပ်ရင်းနေမြေတို့မှာဇန်နဝါရီလ9ရက်နေ့ညနေပိုင်း4နာရီအချိန်ခန့်တွင်စစ်ကောင်စီတပ်မှလေကြောင်းဖြင့်ပုံကျိတက်ခိုင်မှုပြုတ်လုခဲ့ကြောင်းသိရပါတယ်။မြစ်ကျနာလေစိတ်တပ်စခန်းကနေထွက်ခွာလာတဲ့စစ်ကောင်စီတပ်ရဲ့ဂျယ်တိုက်လေယာဉ်စီကKIA တပ်ရင်း31ရဲ့စေမိုင်ကုန်းတပ်စခန်းတဝိုက်နဲ့တပ်ရင်း26နဲ့ဘုံရွန်တပ်စခန်းအနီးတဝိုက်လာရောက်ပုံကျိတက်ခတ်ခဲ့ပေမဲ့ KIA တပ်မှထိခိုက်မှုတစုံတရာမရှိခဲ့ကြောင်းသိရပါတယ်။ထို့အပြင်အဆိုပါနေ့ညနေ9နာရီအချိန်ခန့်တွင် KIA တပ်မဟာနဲ့နေမြေဘက်မန္တလေးတဒါဦးလေတပ်စခန်းမှထွက်ခွာလာတဲ့စစ်ကောင်စီတပ်ရဲ့ဂျက်တိုက်လေယာဉ်နှစီဖြင့်ပုံကျိတက်ခတ်မှုလည်းရှိခဲ့ကြောင်းသိရပါတယ်။ညနေပိုင်း9နာရီခွဲအချိန်ခန့်မှာတော့ချူတူးစုကျေးရွာတွေတပ်ဆွဲ200ယူနေတဲ့စစ်ကောင်စီတပ်ခလာရ290တပ်မှ81မမလက်နက်ကြီးဖြင့်9ကြိမ်ရန်တမ်းပစ်ခတ်ခဲ့က KIA တပ်ရင်း15နှစ်မြေမုံမောက်ရှိစစ်ကောင်စီတပ်ကလည်းလုံကြပုံဘက်လက်နက်ကြီး6ကြိမ်ထပ်မံပစ်ခတ်မှုရှိခဲ့ပါတယ်။ KIA တပ်မဟာ6တပ်ရင်း36နယ်မြေမွန်ဂူဗျူဟာကုန်းရှိစစ်ကောင်စီတပ်ကညနေ10နာရီအချိန်ခန့်တွင်လေနမ်ခန်းတောင်နဲ့လွယ်ငူတောင်တဝက်105မမလက်နက်ကြီးပစ်ခတ်တာတွေရှိကြောင်းလည်းသိရပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းတရုတ်နေဆက်မြို့တစ်ခုဖြစ်တဲ့မူဇေမြို့တွင်ဇန်နဝါရီလ10ရက်နေ့ကတရုတ်ကျောင်းတက်နေတဲ့73နှစ်အရွယ်ကျောင်းသူတူဦးကိုလက်နက်ကိုင်အဖွဲ့တစ်ခုမှပြန်ပေးဆွဲမှုရှိကြောင်းမူဇေဒေသခံတွေထံမှသိရှိရပါတယ်။ပြန်ပေးဆွဲခံရတဲ့ကျောင်းသူဟာမနက်9နာရီကျော်အချိန်ခန့်ကကျောင်းသွားစဉ်လမ်းမှာပြန်ပေးဆွဲခံရတာဖြစ်ပြီး၎င်းအဖွဲ့မှကျောင်းသူရဲ့မိဘတွေထတရုတ်ငွေရွမ်15သိန်းနဲ့ပြန်ရွေးယူဖို့ဆက်တွေ့လာကြောင်းလည်းသိရပါတယ်။ပြန်ပေးဆွဲခံရတဲ့ကျောင်းသူရဲ့မိဘတွေမှတရုတ်ငွေယွမ်9သိန်းနဲ့ပြန်လည်ညှိယူပြီးနေ့လေတနာရီကျော်အချိန်ခန့်မှပြန်လည်လွတ်ပေးတဲ့အကြောင်းဖြစ်စဉ်ကိုမူဇေဒေသခံတူမှသူ့ရဲ့မိဘတွေကပြီးခဲ့တဲ့အပတ်လောက်ကမူဇေဘလုံဘက်မှာမေကွက်အကြီးကြီးတစ်ခုရောင်းရတယ်လို့ပြောကြတယ်။အဲအကြောင်းကိုတီးတဲ့တူတွေလို့ခန့်မှန်းနေကြပါတယ်။ပြန်ပေးဆွဲတဲ့ကလေးကိုမေးကြည့်တော့ပြန်ပေးဆွဲတဲ့တူတွေကတရုတ်စကားနဲ့ကချင်စကားပြောရပါတယ်လို့ပြန်ဖေးပါတယ်။ပြန်ပေးဆွဲသွားတဲ့တူတွေကဧကလေးကိုမူဇေကောင်းမှုလုံတေးခုခန်းနားမှာပြန်လာပို့သွားပါတယ်လို့ပြောကြပါတယ်စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်မူဇေဒေသဟာတရားမဝင်လက်နက်ကင်ဆောင်တဲ့တူတွေများလာတာမကလောင်ကစားယုံမူရစ်စေးရောင်းဝယ်သုံးဆွဲတူခိုးဆိုးလို့ရက်လူတက်မှုနေ့တိုင်းဆိုသလိုဖြစ်နေပြီးယခုဖြစ်စဉ်အတိုင်း2022ခုနှစ်ကလေကလေးငယ်တူကိုပြန်ပေးဆွဲခံရမှုရှိပြီးယခုနှစ်ဆိုမူဇေမြို့တွင်ကလေးပြန်ပေးဆွဲမှုနှစ်ကြိမ်ရှိနေပြီဖြစ်ကြောင်းလည်းသိရပါတယ်ရှင်မမတိုင်းကြပါရာဖြင့်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်တို့ပရိသတ်အပေါင်းရွှေလန်းချမ်းမြေ့ကြပါစေရှင်